ကျမမျိုးပေါ်ကိုအနိုင်နိုင်တက်လာခဲ့ရတယ်။ဒါကြောင့်သားဖြစ်သူရဲ့အိမ်မှာရက်နေနေလောက်တဲခိုပြီးမြေးလေးကိုလည်းမတွေ့ရတာကြာပြီဖြစ်လို့တွေ့ကျင်တယ်လို့ပြောခဲ့မိတယ်။ဒါပေမဲ့သားဖြစ်သူကတော့သူ့ဇနီးကမကြသေးခင်ကမှအာယုံကြောအားနေတဲ့ယောဂဖြစ်နေတာသူ့ဇနီးအနားမရပဲသူနဲ့ထပ်ပြီးရန်ဖြစ်ရလိမ့်မယ်လို့ပဲအကြောင်းပြခဲ့တယ်။ကျမလည်းစိတ်မကောင်းစွာနဲ့ပဲလောလောဆယ်ဟိုတယ်မှာပဲ2ရက်လောက်အဆင်ပြေအောင်နေလိုက်ပါမယ်။ဒါနဲ့ညနေကျရင်တော့အမေစီလာခဲ့လို့ရမလားအမေနဲ့ထမင်းတူတူစားရင်စကားပြောရအောင်။မေးလက်ကလည်းတကယ်ကိုပြင်းပြင်းထန်ထန်နာကျင်နေလို့ပါလို့အကူအညီတောင်းမိပြန်တယ်။ဒါပေမဲ့သားကတော့အခြေအနေကြည့်ရအောင်မယ်။သူ့ရဲ့အကျိုးဆောင်ကုမ္ပဏီမှာဘီလီယံချီတန်နဲ့ပူးပေါင်းဝယ်ယူမှုစီမံကိန်းတွေအစည်းအဝေးလုပ်ဖို့စောင့်နေတာမို့အချိန်မရှိဘူးလို့ပဲအေးဆက်ဆက်ညင်းပယ်ပြီးဖုန်းချသွားခဲ့ပါတယ်။ဈေးရုံမှာတော့ဆရာဝန်ကကျမကိုလေဘင်းရိုးအပြင်းထန်ဖိမိနေပြီးခါးစစ်အယိုးနုတွေကျုံထွက်နေတာနဲ့အတူပြင်းထန်တဲ့ထုံးသက်ဆုခြင်းဝေဒနာပါတွဲနေတယ်လို့ယောဂအခြေအနေကိုပြောပြတယ်။ကျမကတရုတ်တိုင်းရင်းဆေးကမ်းမှာဆေးမြစ်တွေရှာဖွေတာအစိုက်တာနဲ့ဆေးပေါ်ဆက်တာတွေကိုအနှစ်နှစ်ဆက်ကြော်လုပ်ကင်လာခဲ့တာလေ။ဆရာဝန်ကကျမကိုဒီထက်ပိုပြီးအပင်ပန်းမခံဖို့ဆက်ပြီးတောင်းခံနေရင်လက်နှစ်ဖက်စလုံးလုံးဝပျက်စီးသွားပြီးနောက်ဆိုတူတောင်ကင်နိုင်မှာမဟုတ်တော့ဘူးလို့သတိပေးတယ်။ဒါပေမဲ့ကျမမှလည်းအခြားနည်းလမ်းမရှိခဲ့ပါဘူး။သားဖြစ်သူ3နှစ်သားအရွယ်တုန်းကသူ့အဖေကအိမ်ကပတ်စံတွေအကုန်ယူပြီးနောက်မိမတယောက်နဲ့ထွက်ပြေးသွားခဲ့တာကျမတယောက်တည်းဆေးကျိတ်စုံကိုကင်ပြီးမိမနာညမနာလုပ်ကင်ရင်သူ့ကိုအနိုင်နိုင်အရွယ်ရောက်အောင်ပြုစုပြောထောင်ခဲ့ရတာအဲ့ဒီလိုအသက်နဲ့လဲပြီးမကြိုးစားခဲ့ရင်သူနိုင်ငံသားမှာပညာတော်သင်သွားဖို့နဲ့မြို့လေခေါင်ကတိုက်ခန်းကျဲကြီးဝယ်ဖို့ပတ်စံတွေဘယ်ကရလာပါမလဲဆရာဝန်ကကျမကိုသားသမီးတွေရဲ့ပြုစုစောင့်ရှောက်မှုကိုခံယူပြီးကောင်းကောင်းအနားယူဖို့အကြံပေးပါတယ်ကျမလည်းဆရာဝန်ကိုကျေးဇူးတင်စကားဆိုခဲ့ရုံကလွဲလို့ဘာမှမတတ်နိုင်ခဲ့ဘူး။ဈေးရုံကပြန်လန်းမှာတော့တိုက်ဆိုင်ပဲသားဖြစ်သူနဲ့သူ့ဇနီးပြီးတော့ကျမကိုပြစ်ပယ်သွားခဲ့တဲ့သူ့အဖေနဲ့နောက်မိန်းမတို့ကိုဈေးရုံမှာတွေ့လိုက်ရတဲ့သားဖြစ်သူကသူ့မိထွေးကိုတေချာတွဲပေးနေခဲ့တာ။ကျမကသားကိုဒီနေ့တနေ့ကုန်အစည်းအဝေးထိုင်နေခဲ့တာလားလို့ထပ်မံအတည်ပြုမေးမြန်းတော့သူကရွှေအိတ်ဆွဲစီမံကိန်းတွေကြောင့်ယင်းနှိမ့်ညွန့်နှံသူတွေဘက်ကလောနေလို့အလုပ်ရှုပ်နေတာပါလို့လိန်ညာခဲ့ပြန်တယ်။ကျမကကူစင်ချိုးမင်းဒီနေ့မွန်လွဲပိုင်းကတကယ်ပဲအစည်းအဝေးလုပ်နေခဲ့တာလားလို့နာမည်ပြည့်စုံခေါ်ပြီးမေးလိုက်တော့သူကမေးပါဖြစ်လို့စိတ်မရှိဖြစ်နေတာလည်းမယုံရင်သူ့ဇနီးကိုမေးကြည့်ပါလို့ပြောတယ်ချူချူကလည်းလင်မယားချင်းလိုက်ဖက်စွာပဲကုမ္ပဏီမှာတကယ်အလုပ်ရှုပ်နေတာပါလို့လိုက်လိန်ပေးတယ်ကျမကဆက်ပြီးတရုတ်မဆောင်ကြပါနဲ့တော့ငါကဒီနေ့ဈေးရုံမှာမင်းတို့အားလုံးကိုတွေ့ခဲ့ရတယ်လို့ဖွင့်ပြောလိုက်တဲ့အခါမှာသားဖြစ်သူကအမှန်တိုင်းဝန်ခံပါတော့တယ်ခုန်းဖျားနေတာရဲ့သူ့အဖေနဲ့မိထွေးတို့ကလည်းလမ်းကြုံတာနဲ့ဈေးရုံကိုအတူတူလိုက်ပို့ပေးခဲ့တာပါလို့အကြောင်းပြတယ်လမ်းကြုံလို့ဟုတ်လားသားကသူ့အဖေနဲ့မိထွေးတို့ကစိတ်တဘောထားကောင်းပြီးအိမ်မှာလည်းအများကြီးကူညီပေးထားတယ်လို့ပြောတဲ့အခါကျမရင်ထဲဆိုးတက်လာရတယ်ကျမကနှစ်ပေါင်းများစွာသားနာမှာရှိနေပေးခဲ့ပေမဲ့ကျမကိုကြပြစ်ပယ်ထားပြီးသူ့အဖေတို့မှာပြုစုမဲ့သူလိုအပ်တာကြောင့်လှုပ်ကြွေးနေတာပါလို့သားကဆိုတယ်ကျမကသနာစရာကောင်းနေဟုတ်လားမင်းဖေမင်းငယ်ငယ်တုန်းကမင်းပေါ်ဘယ်လိုလုပ်ခဲ့လဲဆိုတာမမေ့သွားပြီလားလို့အော်ဟစ်မိတော့သားဖြစ်သူကတော်စမ်းပါဒါတွေကလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကအကြောင်းအရာဟောင်းတွေပဲကျွန်တော်တောင်မိသွားပြီကိုအမေကဘာလို့မှတ်ထားနေရသေးတာလဲလို့ပြန်အော်တယ်ဒီလိုရင်နာစရာစကားတွေကိုကြားလိုက်ရတဲ့ကျမလည်းမင်းတို့သားဖာတွေဒီလောက်တောင်တန်ရောစင်ကြီးနေကြမှာတော့အကြောင်းမဲ့ရန်ရှာတတ်တဲ့ဒီလိုအမေမျိုးကိုလည်းမင်းတို့လိုအပ်တော်မှာမဟုတ်ပါဘူးမင်းတို့ကတော့လို့ပဲစိတ်နာနာနဲ့နှင်လွှတ်လိုက်ပါတော့တယ်ဘေးကနေသူ့ရဲ့မိထွေးဖြစ်သူပိုင်ကြီးကလည်းရှင်ကျိုးမင်းအမေတကယ်ကြီးစိတ်ဆိုးသွားတာမဟုတ်ပါဘူးနော်မဟုတ်ရင်မင်းမဲသွားချောလိုက်ပါဦးလို့ဟန်ဆောင်မန်ဆောင်ပြောတဲ့အခါရှင်းကျိုးကထားလိုက်ပါသူ့ဘာသာသူရက်ပိုင်းလောက်နေပါစေဦးဒါမှသင်ခန်းစာရမှာသူ့မာသားဆိုလို့ကျွန်တော်တယောက်ပဲရှိတာသူခွဲနိုင်မှာမဟုတ်ပါဘူးလို့မာနတွေထောင်လွှတ်နေခဲ့ပါတယ်ကျမကတရုတ်တိုင်းရေးစေးကန်းဖွင့်ထားတဲ့ဆရာဝန်ကြီးတယောက်ပါလုပ်ငန်းရှင်ဝန်တောင်ကိုဖုန်းဆက်ပြီးဥက္ကဋ္ဌဝန်ချင်းအရင်ကပြောခဲ့တဲ့ကျမအပိုင်တရုတ်စေးကန်းကိုလွှဲပြောင်းဝယ်ယူမယ်ဆိုတဲ့စကားကအတီပဲလားလို့မေးလိုက်ပါတယ်ဝန်တောင်ကလည်းအတီပေါ့တေချာပေါ့လို့ပြန်ဖြေတဲ့အခါကျမကအတီဆိုရင်ရပါပြီရှင်ကပြောထားတဲ့တန်း30ကိုတပြားမှမလျှော့ပဲမနှက်ဖြန်ပဲစာချုပ်ချုပ်ကြဆိုလို့ပြောလိုက်ပါတယ်သားဖြစ်သူကသူ့အတုံးလိုမှပဲကျမစီဖုန်းဆက်နေကြဆိုတာသိတယ်တိတ်မကြခင်မှာပဲအမေအခုမအားဘူးလားရွှွှန်ကအမေကိုလွမ်းနေတာလို့ဖုန်းဆက်လာပြီးမြေးဖြစ်သူကအဖွာသားမြင်းစည်းတင်ခြင်းလို့အဖွာပတ်စံဆိုင်ပေးတော်မလို့ဆိုလာပါတယ်ကျမကဘယ်လောက်လဲလို့မေးတဲ့အခါချွေးမကမများပါဘူးအမေတလပိုင်းကို3,200ပဲဒါအကောင်းဆုံးမြင်းစည်းကလပ်ပဲပိုင်ကြီးကတော့ကောင်းတယ်လို့ပြောထားတာလို့တောင်းဆိုလာပါတယ်ဒါတွေမကသေးပါဘူးသားဖြစ်သူကပါဖုန်းလူပြီးအမေဒီလအတွက်အိမ်ငါးခါနဲ့ရေပိုးမီးပိုးတွေလည်းပေးရတော့မယ်စုစုပေါင်း1,000 ခွဲရှိတယ်ကျွန်တော်အမေစီဘေးစာရွက်ပို့လိုက်မယ်နော်အမေလွှဲပေးလိုက်ဦးအော်ပြီးတော့ဒီလအတွက်တိုက်ခန်းရစ်ကြပတ်စံ8,000 ခွဲကိုလွှဲပြီးပြီလားမကြခင်ပတ်စံချက်မဲ့ရက်ရောက်တော့မယ်မြန်လေးလွှဲပေးဦးနော်အလုပ်တွေကြံ့ကြာကုန်ဦးမယ်လို့တောင်းဆိုနေပါတယ်တကယ်တော့စေကန်းရောင်းရတဲ့တန်း30အပြင်နှစ်အတော်ကြာစုဆောင်းထားတဲ့ပတ်စံတွေနဲ့ဆိုကျမဘာသာအေးဆေးစိမ်နဲ့နေလို့ရပြီနင်တို့ရဲ့အိမ်ကကားခတွေကိုတော့သူ့ရဲ့အဖေရင်းကြီးပဲသွားပြီးပူစာလိုက်တော့လို့တွေးပြီးအေးဆေးပဲနေလိုက်တော့တယ်တစ်ဖက်မှာလည်းသားဖြစ်သူဟာအလုပ်တွေအဆင်မပြေဖြစ်ပြီးစိတ်ညစ်နေပါတယ်သူကကျမစီဖုန်းဆက်ပေးမဲ့ဖုန်းကအလုပ်များနေတယ်လို့ပဲပြနေတာကြောင့်သူ့ကိုဘလော့လိုက်တာလားဆိုပြီးလန့်သွားပါတယ်သားဖြစ်သူကမိခင်ရင်းထက်သူ့မိထွေးကိုရွေးချယ်လိုက်တာကိုသိလိုက်ရတဲ့ကျမဟာသပင်ညက်ဆိုင်ကိုသွားပြီးဘဝတစ်အတွက်သပင်ပုံစံအစ်စ်ပြင်ပါတော့တယ်သပင်ညက်စရာအကြံပေးတဲ့အတိုင်းပြင်ဆင်လိုက်တဲ့အခါကျမကိုကြုံမှမှန်သေးကြည့်ပြီးဒါတကယ်ပဲငါလားလို့တောင်အံ့ဩသွားရပါတယ်ပြီးနောက်ကျမဟာအစိမ့်မြင့်အဝတ်ထည်ဆိုင်ကိုသွားပြီးတောင်းနဲ့ချီတန်နဲ့ကုတ်အင်ဂျီကိုစမ်းဝစ်ကြည့်ပါတယ်ဆိုင်ဝင်တန်းမလေးကအန်ဒီဒီအင်ဂျီကအန်တီနဲ့အရန်လိုက်ဖက်တာပဲမိမသားပဲကိုအတွက်ဝယ်ရတာနှမျောစရာမရှိပါဘူးလို့ပြောတာကြောင့်ကျမကလည်းမင်းပြောတာမှန်တယ်ကဲအကုန်လုံးပဲထုတ်ပေးလိုက်တော့လို့ဆိုကစိတ်ကြိုက်ဈေးဝယ်ပါတော့တယ်ဒါပေမဲ့စိတ်ပြက်စရာကောင်းတာကဈေးဝယ်စင်တာမှာပဲကျမရဲ့လင်ဟောင်းဖြစ်သူနဲ့မယားငယ်ပိုင်ကြီးတို့နဲ့တိုးပါတော့တယ်ပိုင်ကြီးကရွှဲရဲတဲ့နဲ့အိုးဒါဆရာမကြီးမဟုတ်လားရွှေဆိုင်လာတာလားဝယ်ကောဝယ်နိုင်ရဲ့လားငါကတော့တောကအဖွားကြီးတယောက်မြို့တက်လာတဲ့ထင်နေတာဒီကုလုံးလဲစင်းရဲနဲ့နန်းလို့လာစော်ကားပါတယ်ဒါပေမဲ့ဒီတစ်ချိန်မှာတော့ကျမအရှုံးမပေးတော့ပါဘူးကျမကတွေ့ကြသွားတာတောင်နင်တို့ကတော့အောက်တန်းကြတော့ပဲငါကနင်းထက်အစာပေါင်းများစွာတာပါသေးတယ်အဲ့ဒီတုန်းကကလေးအသက်3နှစ်ပဲရှိသေးတယ်နင်ကငါ့ကိုလိန်ပြီးကွာရှင်းခဲ့တယ်ပြီးတော့ဒီမိမနဲ့အတူအိမ်ကပတ်စံတွေအကုန်ယူပြီးထွက်ပြေးသွားခဲ့တာမင်းတို့လိုလူတွေကတရိษံထက်တောင်အောက်တန်းကြသေးတယ်ထားလို့လူပုံလေးမှာအဆက်ခွဲလိုက်ပါတော့တယ်ပိုင်ကြီးကလူကြားတဲ့အဆက်ရသွားပြီးမိုးချရင်ဟန်ဆောင်ပြတဲ့အခါသားဖြစ်သူကူရှင်းကျိုးကပါရောက်လာကအမေကဘာလို့ဒီလောက်ရက်ဆက်ရတာလဲ
ကျွန်တော်အဖေနဲ့အန်တီပိုင်ကအမေကိုတောင်းပန်နေတာတော့အမေကသူတို့ကိုတေးအောင်တွန်းပို့ချင်နေတာလားလို့ကျမကိုပြန်អော်ပါတော့တယ်ကျမကဦးရှင်ကျိုးမင်းကဒီလူရုပ်မှာ2ယောက်အတွက်နဲ့ငါ့ကိုလူပုံလဲမှာလာអော်နေတာပေါ့ဟုတ်လားလို့မေးတော့သားကဒါကျွန်တော်အဖေလေအမေဆက်ပြီးတောင်းကျမ်းနေမယ်ဆိုရင်တော့ကျွန်တော်တို့သားမိခင်အဆက်အသွယ်ဖြတ်ရလိမ့်မယ်နောက်ကြရင်အမေကျွန်တော်လှုပ်စားဖို့လဲမစင်စားနဲ့တော့လို့ချင်းချောက်လာပါတယ်ကျမကလှောင်ပြုံးပြုံးပြီးဘသူကဂယုဆိုင်လို့လဲမင်းကနေတိုင်းငါပတ်စံတွေကိုတုံးပြီးအိမ်ကကားတွေပေးနေရတာမင်းမအိတ်ဝယ်တာတော့ငါကတ်နဲ့ချစ်နေတာလေမင်းကငါ့ကိုလှုပ်ကြွေးမယ်ဟုတ်လားမင်းတို့ဒီလောက်တန်ရောစင်လေးကတော့ငါကရေတာပေါ့လစ်ဆန်းလို့နှင်လွတ်လိုက်တယ်အဲ့ဒီအချိန်မှာပိုင်ကြီးကဂူရှင်ကျိုးဝယ်ပေးထားတဲ့တိန့်ချီတန်နဲ့ရွှေဆွဲကျိုးကိုထုတ်ကြွားပြီးနင်းသားကလွန်ခဲ့တဲ့နာရီဝက်တင်ပဲငါ့ကိုဝယ်ပေးထားတာလို့ပြောတဲ့အခါကျမကဂူရှင်ကျိုးမင်းတကယ်တော်တာပဲအရင်ကငါ့ကိုပေးမယ်ဆိုတဲ့ကတိတွေကိုဖျက်ပြီးငါတို့မိသားစုကိုဖျက်ဆီးခဲ့တဲ့မိထွေးကိုတွားပေးတယ်ပေါ့လို့ဆိုကရင်နာနာနဲ့ကြည်နေခဲ့ပါတယ်တားဖြစ်သူကတော့ဒါကပတ်စံနေငယ်ပဲဥစားဒီပိုင်ကအိမ်မှာအဖေနဲ့ကျွန်တော်သားကိုပြုစုပေးနေတာလေဒါသူရတဲ့နဲ့ဆုလက်ပဲအမေကဘာလို့ဒီလောက်စိတ်တဘောထားသေးတင်ရတာလဲလို့စင်ကြေးပေးနေတော့မှာပဲကျမကဆိုင်ထဲက2.8တန်တန်ဖိုးကြီးဆုံးရတနာအစုံလိုက်ကြီးကိုလက်ညှိုးထိုးပြပြီးဒီရတနာတွေကိုတေချာထုတ်ပေးပါကက်နဲ့ဖြတ်မယ်လို့အေးဆေးစွာပြောလိုက်ပါတော့တယ်တားဖြစ်သူကူရှင်းကျိုးကမယုံနိုင်ပဲဒါမဖြစ်နိုင်ဘူးအမေမှာဒီလောက်ပတ်စံတွေဘဲကရလာတာလဲလို့အံ့အားသင့်ပြီးပါဇက်အဟောင်းသားဖြစ်သွားရပါတယ်ကျမကတော့သူ့ကိုအေးဆက်စွာကြည့်ပြီးဒီနေ့ကစပြီးငါ့ကိုအမေလို့လာမခေါ်နဲ့တော့ငါစီကလည်းတပြားမှရဖို့မမျှော်လင့်နဲ့မင်းတို့သားဖတွေမင်းတို့ရဲ့အချစ်တော်မိထွေးနဲ့ပဲပျော်ပျော်ကြီးဆက်နေကြတော့လို့ပြောပြီးကြောခိုင်းထွက်ခွာသွားပါတော့တယ်မိခင်တယောက်ရဲ့ကယူနာကိုအလေးမထားပဲလောဘဇောတိုက်ခဲ့တဲ့သားဖြစ်သူကတော့လူပုံလယ်မှာနောင်တတွေနဲ့အတူဘာမှမတက်နိုင်ပဲကြံရစ်ခဲ့ရပါတော့တယ်ကျမကမိတ်ဆွေတွေကိုအကုန်ကြစီအားလုံးတာဝန်ယူပြီးကိုယ်တိုင်မောင်းခရီးထွက်ဖို့ဖိတ်ခေါ်ခဲ့ပါတယ်သူတို့ကကျမရဲ့အဖိုးတန်သားလေးကိုပြစ်ထားခဲ့ပြီလားလို့အံ့ဩရကြီးမေးကြတာပေါ့ဒါနဲ့ကျမလည်းစိတ်ပြက်လက်ပြက်နဲ့အဲ့ဒီလိုသားမျိုးကိုဂယုဆိုင်မနေတော့ဘူးလို့ပြက်ပြက်သားသားပြောလိုက်ပါတယ်ပြီးခဲ့တဲ့နှစ်တွေတစ်လျှောက်လုံးအဲ့ဒီဂျေဆုကန်းတဲ့ကောင်တွက်နဲ့ကျမဘယ်မှမသွားခဲ့ရပဲအခုမှပဲမမြင်ဘူးသေးတဲ့အလှပတွေကိုအဝကြည့်ဖို့ဆုံးဖြတ်လိုက်တာပါကျမရဲ့တငယ်ချင်းကလည်းကျမအရင်ကသူများတွေအတွက်ပဲအသက်ရှင်ခဲ့ရပြီးအခုမှပဲလူလိုသူလိုနေရတော့တာလို့နှစ်သိမ့်ပါတယ်အရင်ကဆိုရင်ကျမဟာကနန်းကြီးကြီးတွေတောင်မစားရက်ပဲတားဖြစ်သူရဲ့အကျွေးတွေကိုလိုက်ဆက်ပေးခဲ့ရတာပါအကြောင်းရှေ့လျှောက်အဲ့ဒီဂျေဆုကန်းတဲ့ကောင်အကြောင်းမပြောချေဆိုပြီးကျမရဲ့ဘဝတစ်ကိုပျော်ပျော်ပါးပါးဖြတ်တန်းဖို့ဆုံးဖြတ်လိုက်ပါတယ်နေဝင်ချိန်အလှကိုကြည့်ရင်အရင်ကစေကန်းထဲမှာပဲခေါင်းကုန်ပြီးစေဝါတွေစီစစ်နေခဲ့ရလို့ကောင်းကင်ကြီးဘလောက်လာလဲဆိုတာတခါမှသတိမထားမိခဲ့တဲ့အဖြစ်ကိုတွေးမိပါတယ်အဲ့ဒီအချိန်မှာအငိမ့်စားယူထားတဲ့အမှုပညာပရော်ဖက်ဆာရှန်ချင်းဖုံးကကျမကိုနှုတ်ဆက်ပြီးကျမနဲ့တားဖြစ်သူအစင်မပြေဖြစ်ပြီးအဆက်အသွယ်ဖြစ်လိုက်တဲ့အကြောင်းလာမေးပါတယ်အားမိကြအမောင်းတီးဆိုတာမရှိနိုင်ပါဘူးလို့သူကဖြောင်းဖြပြီးအသက်ကြီးလာရင်သားသမီးကိုပဲအားကိုးရမှာမို့အလျှော့ပေးလိုက်ဖို့ပြောပေမဲ့ကျမကတော့အခုဘဝကတော်တော်လေးအဆင်ပြေနေတာမို့ဘသူ့ကိုမှအားကိုးဖို့မလိုတော့ပါဘူးလို့ပြက်ပြက်သားသားညှင်းဆိုလိုက်ပါတယ်ရုတ်တရက်သားဖြစ်သူကရောက်လာပြီးဖုန်းလဲမကင်ပဲဘာတွေရှောက်လုပ်နေတာလဲအဖေကအကျွေးတွေယူပြီးပြစ်သွားတာအံ့ဩစရာမရှိတော့ဘူးအမေကစွန့်ပစ်ခံရဖို့ထိုက်တန်ပါတယ်လို့ရိုင်းဆိုင်ပြောပါတယ်ဘေးကလူကဝင်ပြောပြီးတော့လေသူကရိုင်းဆိုင်နေတော့မှာပဲကျမလည်းနေ့အဖေနဲ့အဲ့ဒီမိထွေးကိုပဲသဘောကျနေရင်သူတို့စီမှာပဲပတ်စံသွားတောင်းဖို့ငါကနေ့အမေမဟုတ်တော့တဲ့အတွက်ကူညီဖို့တာဝန်မရှိတော့ကြောင်းပြောလိုက်ပါတယ်တားဖြစ်သူကတော့နောင်တရပြီးကျမလာတောင်းပန်ရမယ့်ရက်ရှိလာလိမ့်မယ်လို့ချင်းချောက်သွားပေမဲ့ကျမဘဝမှာအကြီးမားဆုံးနောင်တကတော့ဒီလိုကောင်ကိုမွေးမိခဲ့တာပါပဲသားဖြစ်သူကခမည်းနောင်တရပြီးလာတောင်းပန်ရမယ့်ရက်ရှိလာလိမ့်မယ်လို့ချင်းချောက်သွားပေမဲ့ကျမကသူ့ကိုငါဘဝမှာအကြီးမားဆုံးနောင်တကတော့နင့်လိုကောင်ကိုမွေးမိခဲ့တာပါပဲလို့ပြောလိုက်တယ်နောက်တော့တငယ်ချင်းတယောက်ကကျမရဲ့တားကုမ္ပဏီပျက်စီးပြီးအိမ်နဲ့ကားပါဘဏ်ကအသိမ်းခံရတော့မယ့်အကြောင်းလာပြောပြပါတယ်အဲ့ဒီကြားထဲအဖေဖြစ်သူရဲ့မယားငယ်ကလိန်လေလှည့်ဖျားတဲ့ရင်းနှီးမြှုပ်နှံမှုတွေလုပ်ခိုင်းလို့သားဖြစ်သူဟာအတိုးကြီးစားချင်းငွေတွေယူပြီးတင်းချီထည့်လိုက်မိပါသေးတယ်အစားပိုင်းမှာအမျက်ငွေတွေရနေလို့ပြောနေပေမဲ့နောက်ပိုင်းမှာတော့အင်ကိုပါပေါင်နှံပြီးငွေတွေထည့်လိုက်တဲ့အခါနောက်တစ်ရက်မှာပဲအဲ့ဒီ website ကပိတ်သွားပြီးလူလိန်တွေကထွက်ပြေးသွားကြပါတယ်ရဲတိုင်လည်းဘာမှလုံးမရတော့ပဲအားလုံးပြကျသွားခဲ့ရတာပါအရင်ကကျမစကားကိုနားထောင်ပြီးအေးအေးဆေးဆေးအလုပ်လုပ်ခဲ့ရင်ဒီလိုဖြစ်လာမှာမဟုတ်ပါဘူးတငယ်ချင်းကကျမကိုဝင်ကူညီပေးဖို့စိုးရိမ်တကြီးမေးလာပေမဲ့ကျမကတော့သူ့ရွေးချယ်တဲ့လမ်းကိုသူ့ကိုယ်တိုင်ပဲဒူးထောက်ပြီးဆက်လျှောက်ပါစေတော့လို့သဘောထားလိုက်ပါတယ်အခုတော့ကျမလည်းစီးပွားရေးလုပ်ငန်းရှင်တဦးနဲ့ပူးပေါင်းပြီး CBD နားမှာထိတ်တန်းတရုတ်တိုင်းရင်းစေးအစားအသောက်ကုထုံးလုပ်ငန်းကိုစတင်ဖို့ပြင်ဆင်နေပါပြီသားသမီးကတစ္ဆာဖောက်ရင်ဖောက်မယ်ဒါပေမဲ့ကိုယ့်ရဲ့အရေးချင်းတဲ့လုပ်ငန်းကတော့ဘယ်တော့မှတစ္ဆာမဖောက်ဘူးဆိုတာကိုယုံကြည်ပြီးဘဝတစ်ကိုရဲရဲဝံ့ဝံ့ပဲရှေ့ဆက်လျှောက်လန်းနေလိုက်တယ်ကျမဆိုင်ပြင်ဆင်ကိုကြည့်နေတော့လင်းချူချူမင်းဘယ်လိုလုပ်ငါနောက်ွယ်မှာတခြားယောက်ျားတစ်ယောက်နဲ့ဖောက်ပြန်နိုင်ရတာလဲလို့ကျမသားကိုစင်ကြိုးကသူ့မိန်းမကိုဒေါသတကြီးအော်ဟစ်မေးမြန်းနေတာအဲ့ဒီအချိန်မှာလင်းချူချူရဲ့ယောက်ျားအစ်စ်ကမင်းကဘာကောင်မို့လို့ငါမိန်းမကိုလာထိရတာလဲဆိုပြီးကျမသားကိုဝင်ထိုးနှက်လိုက်တယ်လင်းချူချူကလည်းရှင်ကကျမကိုဘာမျက်နှာနဲ့လာမေးရတာလဲရှင့်အမေကြောင့်ကျမတို့အိမ်ကြီးအိမ်ကောင်းနဲ့ကားကောင်းကောင်းစီးနိုင်ခဲ့တာရှင့်အမေကချင်းငွေတွေဝိုင်းဆက်ပေးခဲ့တာအခုတော့ရှင့်မှာနေစရာအိမ်အောင်မရှိပဲအကျွေးတွေပက်လဲဝိုင်းနေပြီကျမကတခြားသူထေးနောက်မလိုက်ရင်ရှင့်နောက်လိုက်ပြီးမြေအောက်ခန်းထဲမှာငက်တေရမှာလားလို့ရင်နာအောင်ပြန်ပြောခဲ့တယ်သားကမင်းစိတ်ထဲမှာနည်းနည်းလေးမှမလိပ်ပြမလုံးဘူးလားလို့မေးတော့သူ့မိန်းမကကျမဘာလို့လိပ်ပြမလုံးရမှာလဲနင့်အဖေတောင်အိမ်ကပတ်စံတွေအကုန်ယူပြီးတခြားမိန်းမနောက်လိုက်ပြေးခဲ့သေးတာပဲနင်ကအဲ့ဒီအဖေကိုခွင့်လွှတ်ပြီးအိမ်ပြန်ခေါ်ပြုစုလုပ်ကျွေးနေသေးတာပဲလို့သားရဲ့အနာဂတ်ကိုထိုးဆွပြီးပြန်ပတ်လည်ခဲ့တယ်သားဖြစ်သူကအဲ့ဒါကမတူဘူးလေလို့စင်ကြေပေးပေမဲ့လင်းချူချူကဘာမှမရှိတဲ့စင်ရဲသားကိုစင်ကြိုနင့်ဖေနဲ့နင့်မိထွေးကနင့်ကိုတကယ်ချစ်တယ်ထင်နေလားသူတို့အိုမင်းလာလို့ပြုစုမဲ့သူမရှိလို့နင့်စီပြန်လာတာနင့်ကိုရင်းနှီးမြှုပ်နှံခိုင်းပြီးလိန်ညာခဲ့တဲ့ကွဲမှာနင့်မိထွေးကကော်မရှင်ပတ်စံ3သိန်းတောင်ရသွားခဲ့တာနင်ကတော့နင့်အပေါ်အသက်နဲ့လဲပြီးချစ်ခဲ့တဲ့အမေရင်းကိုတော့အမိုက်လို့ဆုံးပစ်ခဲ့တယ်လို့အမှန်တရားကိုဖွင့်ချလိုက်တယ်သားကမဖြစ်နိုင်ဘူးငါအဖေကငါ့ကိုအဲ့လိုမလုပ်ဘူးလို့ညင်းနေတော့မှပဲလင်းချူချူကသူတို့စိတ်ထဲမှာနင်ကပင်လယ်စာတစ်နက်စာလောက်တောင်တန်ဖိုးမရှိဘူးလို့ပြောပြီးကွာရှင်းစာချုပ်ကိုထုတ်ပေးခဲ့တယ်သားကမြေးလေးစွန်းစွန်းရဲ့အုတ်ထင်းခွင်ကိုမပေးနိုင်ဘူးလို့ညင်းပေမဲ့မြေးလေးကိုယ်တိုင်ကသမီးမေမေနဲ့ပဲလိုက်မယ်ကြွက်တွေရှိတဲ့မြေအောက်ခန်းကိုမသွားချင်ဘူးလို့ပြောလိုက်တဲ့အခါသားဟာလောကကြီးမှာအထီးကျန်ပြီးအကုန်လုံးဆုံးရှုံးသွားခဲ့ရတယ်ဒုက္ခရောက်မှသားကကျမစီဒူးထောက်လာပြီးမေမေကျွန်တော်ကိုခွင့်လွှတ်ပါကျွန်တော်တကယ်မှားသွားပါပြီနောက်ဆိုမေမေတယောက်တည်းကိုပဲယုံတော့မယ်လို့ငိုယိုပြီးအကူအညီတောင်းခံလာတဲ့သားကမေမေမှာ3000ရှိတယ်မလားကျွန်တော်ကိုပတ်စံနည်းနည်းလောက်ကူညီပြီးအကျွေးတွေဆက်ပေးပါအလုပ်ကောင်းကောင်းရှာပေးပါလို့တောင်းဆိုတဲ့အခါကျမရင်ထဲမှာအေးဆက်သွားခဲ့တယ်မင်းကုမ္ပဏီစထောင်တုန်းကပထမဆုံးရင်းနှီးငွေ1000ကိုဘယ်ကရလဲမှတ်မိသေးလားအဲ့ဒါမေမေလူတကာကိုလိုက်ဦးချပြီးချေးခဲ့ရတဲ့ပတ်စံတွေမင်းအတွက်နဲ့မေမေမိဘတွေစီကအမွေရခဲ့တဲ့ရှေးဟောင်းပစ္စည်းတွေကိုပါရောင်းချခဲ့ရတာမင်းချေကြရင်မေမေနားရပြီးအောက်မေ့တာ
ဒါပေမဲ့အခုတော့မလိုတော့ဘူးလို့ကျမသားကိုပြက်ပြက်သားသားပြောလိုက်တယ်။သားကမေမေကျွန်တော်ကိုမကူညီတော့ဘူးလားလို့မေးတော့မင်းကိစ္စကငါနဲ့ဘာဆိုင်လဲလို့ကျမတုံ့ပြန်ခဲ့တယ်။သားကကျွန်တော်ကမေမေသားရင်ပဲဥစ္စာမေမေသူကအကျိုးဆောင်လုပ်ငန်းကနေတန်ချီရှာထားတာပဲမေမေအိုလာရင်ကျွန်တော်ပဲလုပ်ကြွေးရမှာဒီတစ်ချိန်ကူညီရင်အရင်ကကိစ္စတွေခွင့်လွှတ်ပေးမယ်လို့အရှက်မရှိဆက်ပြောနေတော့မှကျမရေမောလိုက်ပြီးမင်းကတေကန်ကြီးတောင်တခင်ကြီးလို့ပြုတ်မှုနေတော့မဲလားလို့မေးခွန်းထုတ်ခဲ့တယ်။သားကကျမအတွက်ထမင်းချက်အဝတ်လျှော်ပေးမယ်ပြောပြီးအိမ်ထဲပေးဝင်ဖို့တောင်းပန်ပေမဲ့မင်းကအိမ်ထဲဝင်ပြီးငါပတ်စံတွေကိုဆက်ဖြုံးတီးချင်လို့မလားမင်းကိစ္စတွေကိုမကူညီချင်တော့ဘူးလို့ပြောခဲ့တယ်။သားကရက်ဆက်လိုက်တာလို့ပြောလာတဲ့အခါကျမကငါကမင်းမေမဟုတ်တော့ဘူးငါသားကတေဆုံးသွားခဲ့ပြီ။နောက်တစ်ခါငါဘဝထဲနှောက်ယှက်ရင်ရဲတိုင်မယ်လို့ပြောပြီးရဲစခန်းကိုတကယ်ပဲဖုန်းဆက်တိုင်ကြားလိုက်ပါတော့တယ်။အဲဒီနောက်မှာတော့သားဟာအလုပ်တွေအကုန်ပြုတ်ပြီးအကျွေးရှင်တွေဝိုင်းဆွဲခံရတဲ့အပြင်သူ့အဖေနဲ့မိထွေးကလည်းသူ့စီကနောက်ဆုံးကြံတဲ့ပတ်စံတွေကိုခိုးပြီးထွက်ပြေးဖို့စူးစမ်းခဲ့ကြတယ်။အဲ့ဒါကိုသားကမိသွားပြီးစိတ်ယူပေါက်ကဓာတ်နဲ့လောက်တာကြောင့်သားရဲ့မိထွေးကတော့ပွဲချင်းပြီးတေဆုံးသွားခဲ့ပြီးသားဖြစ်သူကိုစင်းကျိုးကတော့လူတက်မှုနဲ့တေတံချမှတ်ခြင်းခံလိုက်ရတယ်။နောက်နေ့မှာထောင်ကိုမပြောင်းရွှေ့ခင်သားကကျမကိုနောက်ဆုံးအနေနဲ့တွေးခွင့်ပေးဖို့ငွေကိုတောင်းဆိုနေတယ်လို့ရဲအရာရှိကဖုန်းဆက်လာခဲ့တယ်။ဒါပေမဲ့ကျမကတော့စိတ်ဆုံးဖြတ်ပြီးသားမှုမလိုတော့ပါဘူး။ကျမတို့ကြားမှာဘာပတ်သက်မှုမှမရှိတော့တာကြာပါပြီ။သူ့ကိုပဲစကားပါပေးပါ။နောက်ဘဝကျရင်လူကောင်းတစ်ယောက်ဖြစ်ပါစေလို့ဒီဘဝမှာတော့ကျမဟာဘသူရဲ့မိခင်မှမဟုတ်တော့ပါဘူး။ကျမဟာကျမပါပဲလို့ပြောပြီးဖုန်းချကသားဖြစ်သူရဲ့ဘဝဆိုးကြီးကိုအပီးတိုင်ကြောခိုင်းဆုံးလုပ်လိုက်ပါတော့တယ်။